Facebook မှာပေးထားတဲ့ကိုယ့်ရဲ့ profile name ကိုပြောင်းချင်တယ်ဆိုလို့ရှိရင်အခုလိုလုပ်လို့ရပါတယ်။ပထမဆုံးအနေနဲ့ညာဘက်အပေါ်တောင်းတာလေးမှာရှိနေတဲ့ menu bar လေးတွေကိုဝင်လိုက်ပါ။ပြီးရင်တော့အောက်လေးကိုနည်းနည်းလေးဆွဲချလိုက်ပါ setting and privacy ဆိုတာရှိပါတယ်။အဲ့ဒီထဲကိုဝင်ပေးရပါမယ်။ပြီးတော့ရင်တော့ setting ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးပါ။ personal detail ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးရပါမယ်။ကျွန်တော်တို့ဒီ profile ဆိုတဲ့ဟာလေးကိုထပ်ပြီးတော့နှိပ်ပေးပါထပ်ပြီးတော့ကျွန်တော်တို့ရဲ့နာမည်လေးကိုနှိပ်ပေးရပါမယ်ပြီးရင်တော့ name ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ first name ဆိုတဲ့နေရာမှာပထမအဦးဆုံးကိုယ့်ရဲ့နာမည်နောက်ပြီးတော့ middle ဆိုတဲ့နေရာမှာအလယ်ကကိုယ့်ရဲ့နာမည် Sarah ဆိုတဲ့နေရာမှာနောက်ဆုံးကိုယ့်ရဲ့နာမည်ဆိုပြီးတော့ရိုက်ထည့်လို့ရပါတယ်တနေရာထဲမှာလည်းအားလုံးတစ်ခါရိုက်ပြီးထည့်လိုက်လို့ရပါတယ် Facebook စဖွင့်တဲ့အချိန်မှာကိုပေးခဲ့တဲ့နာမည်တွေကကိုယ့်နာမည်မဟုတ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ပဲအကြောင်းမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့နာမည်ကိုပြောင်းချင်တယ်ဆိုလို့ရှိရင်တော့ဒီနီလန်အတိုင်းလေးလုပ်ပေးလို့ရပါတယ်အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့အောက်က review change ဆိုတာလေးကိုနှိပ်ပေးရပါမယ် Facebook မှာနာမည်တစ်ခါပြောင်းလိုက်ပြီဆိုလို့ရှိရင်နောက်ထပ်ရက်ပေါင်း60အတွင်းမှာနောက်ထပ်နာမည်တစ်ခုကိုထပ်ပြောင်းလို့ရမှာမဟုတ်ပါဘူးကိုကတကယ်လို့ထပ်ပြီးတော့ပြောင်းချင်တယ်ဆိုလို့ရှိရင်တော့နောက်ထပ်ရက်ပေါင်း60စောက်မှာဖြစ်ပါတယ်အဲအကြောင်းမလို့အောက်က review change ဆိုတဲ့ဟာလေးကိုမနှိပ်ခင်မှာကိုယ့်ရဲ့နာမည်ကစာလုံးပေါင်းမှန်ရဲ့လားဒါမှမဟုတ်ကိုပြောင်းချင်တဲ့နာမည်ကဒါဟုတ်လားဆိုတာကိုသေချာဆုံးဖြတ်ဖို့လိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်